မြတ်ဗုဒ္ဓရဲ့ဆုံးမသိရှိနားလည်ကြပြီးတဲ့အခါမိမိတို့ဘဝအတွက်အတိမ်းဆောင်မရှိအောင်ကိုယ်ဘဝလမ်းကြောင်းကိုထိန်းကျောင်းနိုင်ဖို့အတွက်အရေးကြီးတယ်ဆိုတာမှတ်သားကြရမှာဖြစ်တယ်လူဘဝသက်တမ်းတစ်ခုမှာနှစ်90ဆိုတာဟာရွှေတုနှစ်လို့ခေါ်ကြတယ်ပေါ့။ဘာကြောင့်ရွှေတုဖြစ်တယ်လဲလို့ဆိုလို့ရှိရင်အာယုပြုကြည့်လိုက်လူတိုင်းဟာနှစ်90ဆိုတာကြော်ဖြတ်ခဲ့ကြတယ်ဖြစ်တယ်ပေါ့နော်။မရောက်သေးတဲ့ပုဂ္ဂိုလ်တွေလူငယ်လူရွယ်တွေကနှစ်90အသက်50ပြည့်ဆိုမရောက်သေးဘူး။ရောက်ပြီးသားပုဂ္ဂိုလ်တွေကရောက်ပြီးရောက်ရှိစေဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းရောက်ရှိနေကြတယ်လူဘဝသက်တမ်းကိုဆယ်စုနှစ်နဲ့ချိန်ကြည့်လိုက်မယ်ဆိုရင်ပြောင်းလဲမှုတွေနဲ့ဖြစ်ပေါ်လာတယ်ဆိုတာသတိထားကြရမှာဖြစ်တယ်မိခင်ဝမ်းကမွေးဖွားလာပြီးတဲ့နောက်တစ်နှစ်သားကနေပြီး10နှစ်သားအထိအရွယ်ဟာမန္တထတကလို့ခေါ်တယ်နုနယ်တဲ့အရွယ်စိတ်ဓာတ်အားဖြင့်လည်းနုနယ်တယ်ရုပ်ခန္ဓာကိုယ်အားဖြင့်လည်းနုနယ်တယ်လူမမဲကလေးအရွယ်လို့ဆိုတာဒီဆယ်စုနှစ်ကိုလည်းပဲအရွယ်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာဖြတ်ကျော်ခဲ့ကြပြီပေါ့နုနယ်တဲ့အရွယ်ကုံဆုံးသွားတဲ့အခါအသက်17နှစ်ကနေပြီးတော့အသက်20အထိအောင်ကြတော့တကယ်ချင်းပေါင်းသင်းနေနဲ့အပျော်ပါကိုစိတ်ဝင်စားလာတဲ့အရွယ်ဖြစ်လာတယ်ပေါ့နော်တဏှိသားကစနစ်သားထိအောင်တော့မိဘနာမှာကပ်ပြီးတော့နေလေးရှိတော့လည်းပဲ17နှစ်ဟိုဘက်ရောက်လာတဲ့အခါမှာမိဘအနီးကခွာပြီးတော့တကယ်ချင်းပေါင်းသင်းနေနဲ့ပျော်တယ်ပါတယ်ဆိုတဲ့လွတ်လပ်နေခြင်းနဲ့စိတ်ဓာတ်တွေလွှမ်းမိုးလာတဲ့အရွယ်ခိတ္တဓတကလို့ခေါ်တယ်လူတိုင်းဟာဒီဆယ်စုနှစ်ကိုလည်းဖြတ်ကျော်ခဲ့ကြတယ်ပေါ့နော်ဖြတ်ကျော်ကြရမယ်ဖြတ်ကျော်နေချတယ်22နှစ်ကနေပြီးအသက်30ထိအောင်ကြတယ်သူရဲ့ရုပ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုကကြီးထွားလာဖွံ့ဖြိုးတိုးတက်မှုတွေပြည်ပြင်းလာတယ်ဝဏ္ဏတတကလို့ခေါ်တယ်အဲ့ဒီအရွယ်မှာလူဟာပြည့်ဖြိုးဖြိုးနဲ့လူလားမြောက်လာတယ်ဆိုတဲ့အရွယ်မျိုးကိုရောက်ရှိလာတဖြည်းဖြည်းလူဘဝဆိုတာဒီလိုပြောင်းလာတာကိုယ့်ကိုယ်လည်းပြန်ဆင်ခြင်ကြည့်နော်31ကနေပြီး40ကြာတဲ့အခါကျလူဟာလုံနိုင်ကိုင်းနိုင်စားနိုင်တောင်းနိုင်သွားနိုင်လာနိုင်ကြန့်ခိုင်တဲ့အနေအထားကိုရောက်ရှိလာတယ်ဒါကြောင့်မို့အဲ့ဒီဆယ်စုနှစ်ကိုတော့ဗလတတကခွန်အားပြည့်ဖြိုးတဲ့အရွယ်လို့30ကနေ40ထိအောင်ဟာဒီလိုပဲလူတွေဟာလောက်ကင်စားတော့အရွယ်ရောက်ပြီးတော့နေကြထိုင်ကြတာ42နှစ်ကနေပြီးတော့50လို့ဆိုတဲ့အဆင့်ရောက်လာတဲ့အခါကျတော့ဘယ်ကိစ္စမှမဆိုစဉ်စားစားပြောစရာရှိတယ်စဉ်စားစားပြောတယ်လှုပ်စရာရှိတယ်စဉ်စားစားလှုပ်တယ်လူဘဝသက်တမ်းမှာ41က50ထိအောင်အသိဉာဏ်နဲ့ဖွံ့ဖြိုးတိုးတက်လာလို့အရာရာကိုစဉ်းစားနှိုင်းချိန်တတ်တဲ့အရွယ်ဖြစ်သည့်အတွက်ကြောင့်ပညာဓတကလို့ခေါ်တယ်အဲ့ဒီအရွယ်ဟာလူလောကမှာတော့ရွှေခေတ်လို့ပြောရလောက်အောင်လူမှာအမြင့်ဆုံးအဆင့်ကိုရောက်လာတယ်လို့ပြော50အသက်50ဆိုတာအမြင့်ဆုံးဖြစ်လို့ရွှေထု52နှစ်ကနေပြီးတော့လာမဲ့60ထိဆယ်စုကြတော့သူက50ကတိုင်ထိပ်ရောက်လာပြီးတော့51ကနေပြီး60အထိကြာတဲ့အခါကျတဖြည်းဖြည်းပြန်ဆင်းလာတဲ့သဘောရောက်တယ်ဒါလူတိုင်းပဲနော်
အဲ့ဒါကြောင့်ဟာနိတတကလို့ခေါ်တယ်အဲ့ကြောင့်အစစအရာရာရုပ်ဆင်းနေလဲရောကြလာတယ်အင်အားတွေလည်းရောကြလာတယ်အဲ့ဒီလိုရောကြလာတဲ့အပိုင်းကိုဟာနိတတက61ကနေ80ကျတဲ့အခါကျတော့လမ်းသွားတဲ့အခါကိုင်းတိုင်းဖြစ်လာလို့ပပ္ဖာရထတကလို့ခေါ်တယ်အရွယ်ကြီးတဲ့အပိုင်းကိုရောက်လာ81က80ကျတော့ခါလေးနည်းနည်းကုန်းလာလို့ဝင်္ခထတကလို့ခေါ်တယ်81ကနေ90ကျတော့ထမင်းစားပြီးတောင်မစားရသေးဘူးလို့ပြောဆိုတတ်ပြီးတော့ဟိုပစ္စည်းလေးထားဒီပစ္စည်းလေးထားမေ့တယ်ငါဒီနာထားရပါဘယ်ရောက်သွားတော့ဆိုပြီးတော့ကိစ္စဝိစ္စတွေဟာမေ့လာတယ်ပစ္စည်းလေးဒီနာထားတော့ကြမေ့နေတယ်ဘယ်နာထားမိမှမသိဘူးမေ့လာတဲ့အပိုင်းကိုမောမူဟာတတကလို့ခေါ်တယ်နော်အဲ့ဒါလို့ဘဝခရီးတွေဆယ်စုတစ်ချိန်ပြောင်းလဲပြီးတော့ဖြတ်ကျော်လာတဲ့အခါအသက်တန်းရှိလို့မသေးကြသေးဘူးဆိုလို့ရှိရင်91ကနေ100အထိအောင်ကြတော့သေယနာဓတကတဲ့အဲ့ရထဲမှာခွေလေးအိတ်ထွင်းစားခြင်းတော့မှနှုတ်ကြွေမှစားတော့အဲ့ချက်အဲ့တော့ဘဝဆိုတာအခုလိုအပိုင်းလိုက်ကြော်ဖြတ်လာကြဘုန်းကြီးတို့တွေလည်းဒီလိုပဲကြော်ဖြတ်လာခဲ့ရတယ်လူငယ်လူရွယ်တွေလည်းကြော်ဖြတ်နေကြအဲ့တော့အကောင်းဆုံးဖြစ်တဲ့ရွှေရုလို့ခေါ်တဲ့50ပြည့်မှာကုသိုလ်တရားတွေကြိုးစားပြီးတော့လူဘဝကိုရခြင်းရဲ့အကြောင်းတူဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကိုများပြုလုပ်ခြင်းဟာအမှန်တမ်းကောင်းတယ်လို့ကုသိုလ်တွေလုပ်ချမှာဖြစ်တယ်ပေါ့လူဘဝရရှိလာတာဒါနကောင်းမှုသီလကောင်းမှုအခြေပြုပြီးတော့ရလာတာဖြစ်တယ်အဲ့ဒါနကောင်းမှုသီလကောင်းမှုတွေကိုမလုပ်ဖဲနဲ့ဆယ်စုနဲ့ဖြတ်ကျော်လာပြီးကုသိုလ်ကောင်းမှုတစ်ခုမှမလုပ်လိုက်ရပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတော့လူဖြစ်ကြိုးမနှံ့ဘူးပေါ့နော်အဲ့တော့ကိုယ်လူဖြစ်ကြိုးနှံ့အောင်ကြိုးစားအထောက်ကြလူဖြစ်ကြိုးနှံ့ဖို့အတွက်ရင်းစားပြန်ရရုံနဲ့လူဖြစ်ကြိုးနှံ့တယ်လို့ပြောလို့မရသေးဘူးမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာအလွန်လူဖြစ်ကြိုးနှံ့ဖို့အတွက်မြတ်ဗုဒ္ဓရဲ့ဟောပြောဆုံးမထားတဲ့တရားဓမ္မတွေကိုသိရှိနားလည်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်။တမန်ဒါနသီလကုသိုလ်လေးမြတဲ့ရင်จิตနဲ့အာရမနေပဲจิตနဲ့အာရမနေပဲဆိုတာဒါနဆိုတာလောက်ရမှာအမြဲတမ်းလောက်ရဖျားဖြစ်ဖို့စုပန်ခဲ့တဲ့သူပိဒါယတိဟာသူပိဒါယတိဘဝကစပြီးနောက်ဆုံးဖျားမဖြစ်ခင်နှစ်ဘဝတစ်ဘဝအလုံးမှာတောင်းပါပဲဝေတန္တရာဘဝအထိအောင်ဒါနကောင်းမှုလုပ်တော့မရှိသေးတယ်လေအဲ့တော့ဒါနကောင်းမှုဆိုတာကိုယ်တိုင်းတာတစ်ခုရအမြဲလုံးနေရမှာဒါနကောင်းမှုလုပ်ပြီးတဲ့အခါသီလကောင်းမှုဆိုတာမေ့လျော့ထားလို့မရဘူးဒါနနဲ့သီလဒီနှစ်ခုဟာဆက်ဆက်ဒါနကတစ်ဖက်သားကိုအကျိုးပြုသလိုပဲသီလကလည်းတစ်ဖက်သားကိုအကျိုးပြုတာဖြစ်တယ်မိမိကလှူလိုက်တန်းလိုက်လို့တစ်ဖက်သားဟာစိတ်ချမ်းသာမှုတွေရသွားတာပစ္စည်းဥစ္စာတွေရလို့လိုအပ်ချက်တွေပြည့်စုံသွားလို့စိတ်ချမ်းသာမှုတွေရတယ်လို့သီလကြတော့ကိုယ်ကိုယ်တိုင်ကသီလဆောင်တာကိုယ်အတွက်လို့ထင်ကြပေမဲ့လို့တစ်ဖက်သားအတွက်အများကြီးကျိုးဖြစ်သွားတယ်သီလဆောင်တာဟာကိုယ်အတွက်တဲ့သူများအတွက်ဘလို့ကျိုးဖြစ်တယ်လေသီလဆောင်တာကိုကုသိုလ်ရတာမှန်တယ်သို့တော့တစ်ဖက်သားဘလောက်ကျိုးပြုသွားတယ်လဲဆိုရင်မိမိကိုအကြောင်းပြုပြီးတော့ဘယ်သူမှဆင်းရဲဒုက္ခရောက်တာမရှိဘူးပါဏာတိပါတာဝေရမဏိရှောင်ကျင်လိုက်တာနဲ့တပြိုင်နက်ကိုယ်ကြောင့်သိတဲ့တရားဆိုတာမရှိတော့ထိခိုက်မှုမရှိဘူး
အဲ့ဒါကြောင့်လို့မြတ်စွာဘုရား၅ပါးသီလကိုမဟာဒါနလို့ရိုးရိုးဒါနတော့မဟုတ်ဘူးတစ်ဖက်သားလူတွေဘေးရန်ကင်းမှုအသက်ရှည်ဖို့အသက်ရှင်သန်ခွင့်လူဘဝမှာဘေးရန်အန္တရာယ်တွေကင်းခွင့်ပေးလိုက်တဲ့သဘောရောက်သွားတယ်ပါဏာတိပါဒဝေရမဏိဆိုတာကိုယ့်ကိုယ်တတ္တမမဟုတ်တာသူများတတ်တာသူများမတတ်ဘဲနဲ့ရှောင်ကျင်လိုက်တဲ့အတွက်ကြောင့်မိမိတည်းဟူသောအကြောင်းကြောင့်ဘယ်ပုဂ္ဂိုလ်မှဒုက္ခမရောက်တော့အရိဏဒါနရှောင်ကျင်လိုက်တဲ့ဖြင့်ပစ္စည်းရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအကြောင်းပြုပြီးပဲပုဂ္ဂိုလ်မှပစ္စည်းပြောင်းလို့စိတ်ဆင်းရဲရတယ်ဆိုတာမရှိဘူးဒါလည်းသူများအတွက်အများကြီးကျိုးရောက်တယ်ကာမိတုမိစ္ဆာစာရရှောင်ကျင်လိုက်တဲ့ဖြင့်သူမိသားစုကိုမိသားစုဂုဏ်သိက္ခာကျဆင်းမှုမရှိကြတော့နော်ဂုဏ်သိက္ခာရှိနဲ့လူဘဝမှာမျက်နှာဖော်တဲ့အနေအထားမျိုးကိုရောက်ရှိသွားဒါလည်းတစ်ဖက်သားအတွက်အကျိုးပြုတာပဲမုဒ္ဒဝရလိန်နဲ့ညာတဲ့ဆိုတာကိုယ့်ကိုညာတာမဟုတ်ဘူးသူများကိုညာတစ်ဖက်သားတွေအကျိုးပြပြသွားအောင်လိန်ညာပြောဆိုမှုကရှောင်ကျင်လိုက်တဲ့ဖြင့်မိမိကိုအကြောင်းပြုပြီးတစ်ဖက်သားစိတ်ဆင်းရဲမှုအမှားသိရှိရမှုဆိုတာမဖြစ်ဘဲနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာအမှန်တရားကိုသိရှိသွားနိုင်ဒါလည်းတစ်ဖက်သားကိုအကျိုးပြုတာပဲဖြစ်တယ်ပေါ့သူရမေရဆိုတာကြတော့မူရစေဝကင်းစင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာအသိလိမ္မာဉာဏ်ပညာတွေတိုးတက်လာလူဘဝဆိုတာသင်ဆရာကြားဆရာမြင်ဆရာဆိုတာလို့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိကြတဲ့အရာတွေကိုဆင်ញင်သုံးသပ်ရုံနဲ့ပဲအသိပညာတွေရရှိနိုင်တာမူရမနေပဲနဲ့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်အနေအထားတွေကိုလေ့လာသိရှိပြီးကောင်းတဲ့အလုပ်တွေကိုလုပ်တယ်အများအကျိုးပြုအလုပ်တွေကိုလုပ်တယ်မိမိဘဝတိုးတက်ကြောင်းတိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့အသိပညာတွေကိုစီးပူးအထုတ်တယ်မိမိတတ်ထားတဲ့ပညာနဲ့မိမိရဲ့မိသားစုမိမိနဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေကိုအကျိုးပြုတယ်ဆိုတဲ့အလုပ်တွေကိုလုပ်နိုင်တော့သူရမေရိယဆိုတဲ့မူရစေဝကင်းစင်တဲ့ကိုယ်ဘဝဟာလောကကြီးတစ်ခုလုံးကိုအကျိုးပြုနိုင်တဲ့အနေအထားတစ်ခုရသွားတယ်အကယ်၍လူတစ်ယောက်ဟာမူရဆွဲနေပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကိုအများကြီးဒုက္ခပေးခဏိခေတ်ဆိုပိုသိတာပေါ့နော်သူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှကိုယ်ပစ္စည်းတွေစိတ်ချရမှာမဟုတ်ဘူးအသက်အန္တရာယ်လေးစိတ်ချရမှာမဟုတ်ဘူးမူရစေဝဆွဲနေတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ပတ်ဝန်းကျင်ကလူတွေဟာဒုက္ခရောက်ကြတယ်အဲ့တော့သီလဆောက်တည်လိုက်တာနဲ့တပြိုင်နက်ရှားစိုးမှုကြီးတွေကျူးလွန်မှုမရှိသည့်အတွက်ကြောင့်၅ပါးသီလဟာဒါနတဲ့ပို့ပြီးတော့ထိရောက်တာဖြစ်လို့ဒါနတဲ့ပို့မြတ်တယ်လို့ပြောတာဒါကြောင့်မို့ရိုးရိုးဒါနမဟုတ်ဘဲနဲ့၅ပါးသီလကိုမဟာဒါနကိုကြောင့်သူတို့အားဖြင့်ဘေးရန်ဘေးအန္တရာယ်မကြုံရအောင်အပယဒါနဘေးကင်းတဲ့ဘေးကင်းမှုကိုပေးတဲ့ဒါနမျိုးဖြစ်တယ်လို့မြတ်စွာဘုရားဟောတာအဲ့တော့ဒီဒါနသီလဒီနှစ်ခုပြည့်ဝပြီဆိုလို့ရှိရင်လူဘဝမှာတန်ဖိုးရှိတဲ့လူဖြစ်တယ်သို့သောမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဓိတဲ့တန်ဖိုးရှိတာကိုရယူဖို့လိုအပ်သေးတယ်ဓိတဲ့တန်ဖိုးရှိတာတွေရနိုင်ရဲ့သားနဲ့ဒီလောက်လေးနဲ့ကျင့်တတ်မယ်ဆိုလို့ရှိရင်ကိုဟာရနိုင်ရဲ့သားနဲ့မယူတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီးတော့တန်ဖိုးတွေနဲပြီးအကျိုးတွေအရာနဲတော့မှာဖြစ်တယ်အဲ့ဒါကိုအလေးနဲ့စဉ်းစားဆင်ခြင်တတ်ဖို့လိုအပ်တယ်ပေါ့နော်လျှော်ထုတ်ထမ်းလာတဲ့လူလိုပဲတကယ်ချင်းနှစ်ယောက်ပစ္စည်းရှာဖို့ဆိုထွက်ကြတယ်ထွက်တဲ့အခါမှာရွာတရွာလူတွေဟာပတ်စံလျှော်တွေစုဆောင်းထားပြီးတော့လျှော်ထုတ်တွေဒီတိုင်းထားခဲ့ပြီးတော့ရွာပြောင်းသွားကြတယ်တကယ်ချင်းနှစ်ယောက်ရောက်တဲ့အခါလျှော်ထုတ်တွေတွေ့တော့ဟန်ကြတာပဲတို့ဒီလျှော်ထုတ်တွေနဲ့အဝတ်ထက်ရဲကြမယ်ဆိုပြီးထမ်းလာကြတယ်နောက်တရားရောက်တဲ့အခါကျတော့အဲ့ဒီတဲ့တန်မိုးရှိတဲ့ပစ္စည်းတွေတွေ့
ရှော်နဲ့ရစ်ထားပြီးသားအထည်တွေတွေ့တဲ့အခါကျတော့ဟာဒီရှော်ဆိုတာအထည်လုပ်ဖို့တို့ရှူကြတာဖြစ်တယ်အထည်တွေ့မှတော့ရှော်မလို့တော့ဘူးလို့တယောက်ကစဉ်းစားပြီးရှော်တုပ်ကြီးကိုချပြီးအထည်ထုတ်ထမ်းသွားတငယ်ချင်းတယောက်ကတော့ငါခုနကထမ်းလာခဲ့တာအဝေးကြီးကသူ့မပြစ်နိုင်ဘူးဆိုပြီးတော့အထည်ထုတ်နဲ့ရှော်တုပ်ပြောင်းမထမ်းမဲ့နဲ့ရှော်တုပ်ပဲဆက်ထမ်းလာနောက်တနေရာတွေ့တဲ့အခါကျတော့ရွှေတွေငွေတွေတွေ့တယ်ပေါ့ရွှေတွေတွေ့တော့ရွှေငွေတွေ့မှတော့ဒီအထည်ဟာဘယ်တော့မှတန်ဖိုးမရှိဘူးရွှေငွေကပိုတန်ဖိုးရှိတယ်အထည်တွေချထားခဲ့ပြီးရွှေငွေကိုယူပြီးတော့ပြန်ဟိုတယောက်ကတော့ငါအဝေးကြီးကလေးကရှော်တုပ်ထမ်းလာတာမစွန့်နိုင်ဘူးဆိုတကယ်ချင်းတယောက်အိမ်ပြန်ရောက်တော့တယောက်ကရှော်တုပ်ဖယ်ရပြီးတော့တယောက်ကရွှေတွေငွေတွေရလာအဲ့ဒါဘာကြောင့်လဲလို့ဆိုလို့ရှိရင်တယောက်ကအဝေးကြီးကထမ်းလာရတာဆိုပြီးတော့အစွဲလန်းနဲ့ကောင်းတဲ့ကောင်းတာကိုမလုတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနော်ဒါလေးနဲ့တင်ရှင်းနှပ်ပြီးကောင်းတဲ့ကောင်းတာကိုရွေးယူခြင်းကမစွမ်းနိုင်တဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်အားနည်းတဲ့ပုဂ္ဂိုလ်အဲ့ဒါလိုပဲမြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာဒါနကောင်းမှုလေးလောင်းနဲ့မကျေနပ်နဲ့သီလကောင်းမှုလေးနဲ့လည်းမကျေနပ်နဲ့အဲ့ဒါဆိုရင်ရှော့တုံးလောက်အထဲတုံးလောက်ရတာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒီတဲ့တန်မိုးရှိတဲ့ဘောဓိပက္ခိယတရားယရနာလို့ဆိုတယ်အသိဉာဏ်ပိုင်းဆိုင်ရာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေများစွာရှိတယ်အဲ့ဒီများစွာသောတရားတော်တွေကိုယ့်ရင်ထဲမှာတစ်ချိန်တစ်ခါပဲဖြစ်လိုက်အောင်ရလိုက်တာနဲ့အလားတရတူတယ်ပေါ့တန်မိုးရှိတဲ့ယရနာတစ်ခုကိုရလိုက်တာပဲဆိုပါစို့ကိုယ့်ရင်ထဲနှလုံးထဲမှာတတ္ထာလို့ဆိုတဲ့ကံကံဤကျိုးယုံကြည်မှုသို့မဟုတ်မြတ်စွာဘုရားရဲ့သောယုတဉာဏ်တော်ကြီးကိုယုံကြည်လက်ခံမှုဆိုတဲ့တရားကိုယ့်ရင်ထဲဖြစ်လိုက်လို့ရှိရင်တန်ဖိုးမဖြတ်နိုင်တဲ့ယရနာတစ်ခုကိုရလိုက်တာပဲဒါဘယ်ယရနာနဲ့မှနှိုင်းရှင်ပြီးတော့ကြည့်လို့မရဘူးတရားဆိုတဲ့တန်ဖိုးရှိတဲ့ယရနာတစ်ခုရတယ်တရားရသည့်အတွက်ကြောင့်ကိုကျင့်သီလကောင်းအောင်ကြိုးစားလာတယ်ဟောသီလဆိုတဲ့တန်ဖိုးရှိတာကိုယ်တဏ္ဍာမှာရပြန်သီလရပြီးတဲ့အခါမှာတုတ္တလို့ခေါ်တယ်အခုလိုတရားပွဲတွေမှာလာတရားနာတယ်ဘယ်ဟာအကောင်းမလဲဘယ်လိုလိုက်နာရမလဲဘယ်လိုစဉ်းစားရတယ်ဘဝဆိုတာဘယ်လိုနေထားရှိတယ်ဆိုတဲ့အကြမ်းမြင်ဘောဓုတဓမ္မနဲ့ပတ်သက်တဲ့တုတ္တတွေစာအုပ်တွေဖတ်၍ဖြစ်စေတရားဓမ္မနာ၍ဖြစ်စေမိမိကိုယ်တိုင်သင်တန်းတွေတက်၍ဖြစ်စေဓမ္မအသိတွေရလာပြီဆိုရင်အဲ့ဒီတုတ္တလည်းတန်ဖိုးမဖြတ်နိုင်တဲ့ယရနာကိုရခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီကနေတဆင့်တဲ့ကိုရှိတဲ့ပစ္စည်းကိုကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယစိတ်ကိုဖယ်ရှားလို့ကိုရှိတဲ့ပစ္စည်းဟာအများသဘောအများကိုမျှဝေသုံးစွဲမယ်ဆိုတဲ့မစ္စရိယကင်းစင်တဲ့စိတ်နဲ့ဒါနကောင်းမှုတွေလုပ်တယ်နောက်ဆုံးမှာကိုယ်အိမ်မှာတယ်ပဲမစ္စရိယစိတ်မရှိဘူးမစ္စရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကကိုယ်အိမ်တောင်မှပဲထမင်းချက်ရင်ဟင်းချက်ရင်တောင်မှဒါငါအတွက်ဆိုပြီးတော့လှုပ်တတ်တယ်ပေါ့နော်သူများကိုမပေးနိုင်အလုံးစားဖို့ဆိုတဲ့အနေထားမျိုးမရှိပဲနဲ့ဒါငါဟာမကင်နဲ့မထိနဲ့တောင်တချို့ကလှုပ်သေးတယ်နော်အဲ့ဒါလို့မစ္စရိယစိတ်မျိုးမထားပဲနဲ့ကိုရှိတာဒီအလုံးအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးထားနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီမြင့်မြတ်တဲ့ပွင့်လင်းတဲ့စိတ်ဓာတ်ဟာလည်းပဲတန်မိုးရှိတဲ့ယရနာတစ်ပါးပဲဖြစ်တယ်ပေါ့အဲ့ဒီနောက်ကြတော့လုံးတင်နာနဲ့မလုံးတင်နာကိုသိတဲ့ပညာမလုံးတင်နာကိုရှောင်လို့လုံးတင်နာကိုလှုပ်ဖို့ဒီတဲ့အစင်းမြင်တာကြတော့လောကကြီးမှာဘယ်ရာမှမမြဲဘူးအလုံးဟာပြောင်းလဲနေတဲ့သဘောပဲဆိုတာကိုဆင်ញင်စဉ်းစားနိုင်တဲ့ပညာမျိုးရသော်ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာလုံးလို့ရတဲ့သင်လို့ရတဲ့ပညာတွေမှာဝိပဿနာပညာဟာအဆင့်မြင့်ဆုံးပဲဖြစ်တယ်ပေါ့ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဘယ်ရာမှမမြဲဘူးသဗ္ဗေသင်္ခါရအိဋ္ဌသင်္ခါရတရားမှန်သမျှအလုံးဟာဖြစ်ပြီးပျက်စီးသွားတဲ့အနေအထားမျိုးတွေရှိတယ်လို့ဆိုတဲ့ဒီအသိဉာဏ်ဘောဓုတ
အသိဉာဏ်လေးဟာတန်ဖိုးမဖြတ်နိုင်ဘူးတဲ့အဲ့ဒီပညာလေးကိုရအောင်လုပ်ပါဝိပဿနာပညာရပြီဆိုရင်ဒီတဲ့အစင်းမြင့်တဲ့မဲ့ပညာဖို့ပညာဆိုတာတော့လုပ်ယူလို့ရတဲ့ဟာမဟုတ်ဘူးဝိပဿနာတရားအထုတ်ခြင်းဖြင့်ရရှိလာနိုင်တဲ့ပညာမျိုးဖြစ်တယ်လုပ်လို့ရတဲ့ကုသိုလ်တွေမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးဖြစ်တယ်ဆိုတဲ့ဒီအသိဉာဏ်လေးကိုရှိထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာတန်ဖိုးကြီးမားတဲ့ယရဏတွေကိုရအောင်ယူတတ်တယ်လို့ထို့တွေရအောင်ယူချမှာဖြစ်တယ်ဆိုတာကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်ကိုယ်ကိုယ်ပဲကြည့်ရမှာသူများမကြည့်နဲ့ငါဟာဘယ်အတိုင်းတာထိတန်ဖိုးရှိတာတွေကိုရပြီးပြီလေကိုယ့်ဟာကိုယ်ဒါပဲကြည့်ရနော်မရသေးရင်ရအောင်ကြိုးစားအထောက်ဒီလိုမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာမရလိုက်ဘူးဆိုရင်နောင်ရဖို့ဆိုတာဝေလာဝေး။ဘာကြောင့်လို့ဆိုလို့ရှိရင်ဘုရားပွင့်တဲ့ခေတ်နဲ့ကြုံမှုဆိုတာအလုံးကိုခဲနေတာ။အလုံးကိုခဲနေတာ။ဒီလိုကြုံမှဒီအတိအရတာဖြစ်တယ်။ဒီအတိမှမရလို့ရှိရင်မြတ်စွာဘုရားရဲ့ဆုံးမနဲ့ဝေးနေတဲ့ဘဝမျိုးတွေကတဏှာမှာအများကြီးကြုံနေတာဖြစ်လို့တမိုးရှိမှန်မရှိမှန်ခွဲခြားသိနိုင်စွာမရှိကြဘူးလုံတဲ့အလုပ်မလုံတဲ့အလုပ်ဆိုတာလည်းခွဲခြားသိနိုင်စွာမရှိကြဘူးအခုလိုမြတ်ဗုဒ္ဓရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီအသိဉာဏ်တွေကိုရရှိအောင်ကြိုးစားအထောက်ကြအောင်ပါတတ္တာသီလသုဒ္ဓစာကပညာဆိုတာတန်ဖိုးမဖြတ်နိုင်တဲ့ယရဏကုသိုလ်တွေပဲဖြစ်တယ်ဆိုတာမှတ်ထားဖို့လိုတယ်ပေါ့နော်ဟုတ်ပြီဒီဝတ္တဟတုတ်အနှစ်ချုပ်ကိုချီးကြရအောင်အဲ့ဒီတန်ဖိုးတွေရရှိဖို့ရအတွက်ဒီဝတ္တဟတုတ်တန်ဆိုတာများကြီးသင်ကြားပေးထားတာတော့မဟုတ်ဘူးသို့တော့အမတန်မှအနှစ်သာရပြေဝတယ်စဉ်းစားဉာဏ်ရှိဖို့အဓိကဒီအချက်တွေကိုရှင်းပြထားတာဖြစ်တယ်ပေါ့နော်လူတိုင်းဟာကိုယ့်ဘဝကိုစဉ်းစားဆင်ခြင်ပြီးအခုဒီသုတ္တမှာလာတဲ့အချက်တွေကိုအလေးနဲ့ထားပြီးတော့ဆင်ခြင်စဉ်းစားတတ်ဖို့မြတ်စွာဘုရားကတက္ကတိုင်းဒီဝတ္တဟဆိုတဲ့တာကွေမင်းနေပိုင်တဲ့ဏိခုံကျွာအနီးမှာသရင်သုံးနေထိုင်တဲ့အချိန်ကတောရကြောင်လေးတစ်ခုမှာသရင်သုံးနေတယ်အဲ့ဒါလိုနေတဲ့အခါမှာခရီးထွက်ကြမဲ့ယဟန်တော်တွေဟာအရေးအတွက်တော့ဖော်ပြမထားဘူးယဟန်တော်တော်တော်များများဟာခရီးထွက်ကြမယ်တက္ကတိုင်းရဲ့အနောက်ပိုင်းတွေကိုခရီးထွက်ပြီးတော့အဲ့ဒီဒေသမှာဝါတွင်းကာလနေထိုင်ကြဖို့ဆိုပြီးတော့ရှိရခြင်းနဲ့မြတ်စွာဘုရားစီရောက်လာကြတယ်ရောက်လာပြီးတော့အရှင်ဘုရားတဲ့တပည့်တော်တို့အနောက်ပိုင်းဒေသတွေကိုခရီးထွက်ပြီးတော့အဲ့ဒီမှာနေဖို့စိတ်ကူးကြပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားထံလာရောက်ပြီးတော့ကြောကြပါတယ်လို့သူတို့လျှောက်မြတ်စွာဘုရားမေးလိုက်တယ်နေပါဦးယဟန်တို့သာရိပုတ္တရာနဲ့ရောတွေ့ပြီးပြီလားသူစီကိုရောသွားပြီးတော့ခီးထွက်မဲ့အကြောင်းပြောဆိုပန်ကြားတာရှိသလားလို့ဆိုတပည့်တော်တို့မပန်ကြားရသေးပါဘူးဖေဟာတဲ့ဆိုတော့မြတ်စွာဘုရားကအေးအဲ့ဒါလို့ဆိုလို့ရှိရင်သာရိပုတ္တရာစီတော့ပန်ကြားလိုက်ကြအောင်ခလန်းလန်းမှာမြတ်စွာဘုရားသရင်သုံးတဲ့နေရာနဲ့ရှင်သာရိပုတ္တရာသရင်သုံးတဲ့နေရာခလန်းလန်းမှာရှင်သာရိပုတ္တရာရှိနေအဲ့တော့ယဟန်တွေကိုမြတ်စွာဘုရားသူတို့ရဲ့အကျိုးစီးပွားများစိတ်သောငါရှင်သာရိပုတ္တရာစီသွားလိုက်ကြအောင်လို့လွတ်လိုက်တာနော်။ဘာကြောင့်ရှင်သာရိပုတ္တရာစီလွတ်တယ်လဲဆိုရင်ရှင်သာရိပုတ္တရာဟာမသိသေးတဲ့တရားတွေကိုသိအောင်ရှင်းပြတယ်။နားမလည်သေးတာတွေကိုနားလည်အောင်ရှင်းပြပြီးအသိဉာဏ်ပေးတဲ့နေရာမှာအလုံးကိုထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့။အဲ့ဒါလည်းသိအရေးကြီးတယ်နော်။
အလကားသာသွားခိုင်းတာမဟုတ်ဘူးရှင်သာရိပုတ္တရာဟာတရင်သုံးပေါ်တွေကိုတရားဓမ္မရှင်းပြတဲ့နေရာမှာအလုံးကိုကျွမ်းကျင်လိမ္မာတယ်ပေါ့ဒီယန်းနေအခုလို့ရှင်သာရိပုတ္တရာစီမပန်ကြားပဲနဲ့သွားမယ်ဆိုလို့ရှိရင်သူတို့အသိပညာရကြမှာမဟုတ်ဘူးဒါကြောင့်မို့ရှင်သာရိပုတ္တရာစီသွားပြီးတော့ပန်ကြားကြအောင်လို့မြတ်စွာဘုရားလွှတ်လိုက်တယ်လွှတ်လိုက်တဲ့အခါကျတော့သူတို့ရှင်သာရိပုတ္တရာစီသွားပြီးတော့တပည့်တော်တို့အနောက်ပိုင်းဒေသတွေခီးထွက်ပြီးအဲ့ဒီမှာနေဖို့ထိုင်ဖို့ခီးထွက်ကြပါမယ်ဗျာတဲ့အဲ့ဒီမှာနေကြပါမယ်လို့ခီးထွက်တော့မယ်လို့ပြောတဲ့အခါရှင်သာရိပုတ္တရာကသူတို့ကိုမေးတယ်ငါရှင်တို့ခီးထွက်ကြမယ်ဆိုလို့ရှိရင်နဲ့တိုင်းဒေသတစ်ပါးကရောက်လာတဲ့ယဟန်တော်တွေကိုတွေ့တဲ့အခါမှာထိုဒေသမှာရှိကြတဲ့ပညာရှိတွေကမေးမြန်းတတ်တယ်တဲ့မေးခွန်းနေမေးတတ်တယ်အဲ့ဒီမေးခွန်းနေမေးလာခဲ့လို့ရှိရင်မြတ်စွာဘုရားရဲ့အာဘော်နဲ့ကိုက်ညီတဲ့မြတ်စွာဘုရားကိုဆွဆွဲရမရောက်တဲ့မြတ်စွာဘုရားဟောတာအတိုင်းနဲ့စီလျော်တဲ့အပြစ်တင်စရာဘာတစ်ခုမှမရှိတဲ့အဖြေမျိုးဖြေနိုင်အောင်ငါရှင်တို့ဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့သင်ယူမှတ်သားလေးလာထားကြပြီလားတဲ့အဲ့တော့ဒီအချက်ဟာအလုံးကိုရေးကြည့်တဲ့အချက်ပဲဘုရားဘာသာဝင်ဆိုလို့ကိုယ့်ကိုမြတ်စွာဘုရားဘာဟောတယ်လို့မေးရင်ဘယ်လိုဖြေကြမလဲနော်မြတ်စွာဘုရားကဘာဟောတယ်ဘာကိုဟောလို့ရှိသလဲဆိုတာ ਨੇ မေးခွန်းလေးမေးလာလို့ရှိရင်အမှန်အကန်ဖြေတတ်ဖို့သင်ယူမှတ်သားတဲ့နဲ့ခီးထွက်မယ်ဆိုရင်ဒေသကွဲပြားတဲ့နေရာရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီအရမှရှိတဲ့စဉ်းစားဉာဏ်ရှိကြတဲ့ပညာရှိပုဂ္ဂိုလ်တွေဟာစူးစမ်းကြတယ်မေးမြန်းကြတယ်လေ့လာကြတယ်ဒါတော့ထုံးစံပဲလေဗမာပြည်ထဲမှာလည်းပဲအခုလိုအယက်ဒေသတစ်ခုကိုအဝေးကတန်ဃာတွေကြွလာတဲ့အခါမှာတရားနာကြတယ်မေးကြတယ်မြန်းကြတယ်ဆိုတဲ့အခါမှာဖြည့်ရှင်းနိုင်ရမယ်ကိုယ့်ရဲ့အဖြေဟာမြတ်စွာဘုရားကိုဆွဆွဲရမရောက်စေရဘူးဘုရားမဟောဘဲနဲ့ဟောတယ်လို့ဖြေလိုက်ရင်ဆွဆွဲရရောက်သွားတယ်ဘုရားဟောတာကိုမဟောဘူးလို့ဖြေပြန်ရင်လည်းဆွဆွဲရရောက်တယ်နော်မသိဘဲနဲ့ရမ်းဖြေလို့မရဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြာကြာနာနာလေးလာထားဖို့လိုအပ်တယ်ဘုရားဟောတဲ့ဘုရားအဖြေနဲ့ကိုက်ညီတဲ့အဖြေတွေကိုဖြေတတ်ဖို့ငါရှင်တို့တွေလေးလာထားပြီးပြီလားလို့ဆိုတော့ရဟန်းတော်တွေကအရှင်ဘုရားတဲ့အဲ့ဒီလိုအဖြေတွေသိကြလို့တပည့်တော်တို့အရှင်ဘုရားစီလာခဲ့ကြတာဖြစ်ပါတယ်အရှင်ဘုရားပဲတပည့်တော်တို့ကိုသင်ပေးပါဘယ်လိုမေးရင်ဘယ်လိုဖြေရမလဲဆိုတော့တပည့်တော်တို့သင်ပေးပါလို့လျှောက်ကြတယ်လိမ္မာပဏတ်စွာအဲ့လိုလျှောက်ကြတဲ့အခါမြတ်စွာဘုရားကလည်းဒီအချက်ကိုသိလို့သူတို့လှော်လိုက်တယ်အဲ့တော့ရှင်သာရိပုတ္တရာကသူတို့အချက်၄ချက်စတင်ပြီးတော့သင်ပေးလိုက်တယ်ဒေသတွေကိုသွားတဲ့အခါမှာအလုံးဟာဘုရားဘာသာရေးကြီးမဟုတ်ဘူးနော်ဘုရားတရားသံဃာကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကြီးမဟုတ်ဘူးသို့တော်ဘာသာရေးသမားတွေလာပြီးဆိုလို့ရှိရင်တော့မေးမြန်းစူးစမ်းတတ်တယ်ပေါ့လူတွေကပညာရှိတဲ့ပုဂ္ဂိုလ်တွေကမေးကြမယ်အဲ့တော့ဒေသတစ်ခုကိုသွားပြီးဆိုလို့ရှိရင်တဲ့သူတို့ပထမဆုံးမေးတတ်တဲ့မေးခွန်းကဘာလို့ဆိုရင်အရှင်ဘုရားတို့ရဲ့ဆရာဖြစ်တဲ့ဘုရားကဘယ်တရားမျိုးကိုဟောတာလဲဘယ်လိုအဆုံးမမျိုးကိုဆုံးမဩဝါဒပေးတတ်ပါသလဲကိဝါဒီအာသမန္တနာတတ္ထကိမေခာယီဒီမေးခွန်းကိုပထမဆုံးမေးလေးရှိကြတယ်လူတွေကနော်ဆိုလိုတာက
ရှင်ဘုရားတို့ရဲ့ဆရာဟာဘာတွေကိုဟောပြောထပ်တယ်လဲရှင်ဘုရားတို့ကိုဘယ်လိုဆုံးမဩဝါဒတွေပေးတယ်လဲအယူဝါဒနဲ့ပတ်သက်ပြီးဒါမေးလိမေးမြန်းနေရှိတယ်နော်လောကလူတွေကမေးမြန်းနေရှိတယ်ဘုန်းကြီးတို့တွေနိုင်ငံခြားသွားတော့ကတွေ့ပြီဆိုတဲ့အခါမှာအမေးခံရတဲ့မေးခွန်းလေးတွေတော့ရှိတယ်ဒီမေးခွန်းမျိုးတော့မဟုတ်ဘူးဘုရားမသာဘုန်းကြီးတို့ကတွေ့တဲ့အခါမှာဗာမေးတော့ဆိုလူတယောက်ကလိမ်မြပေါ်မှာလာနှုတ်ဆက်ပြီးတော့အရှင်ဘုရားဘာလို့ကရုံးရိပ်ထားတော့ဒါမေးတော့ဟုတ်အဲ့တော့သူနဲ့ကြာကြာပြောရင်သိမှာမဟုတ်လို့ဘုန်းဘုန်းတို့ This is our tradition ဒါငါတို့ရဲ့တလီထုံတန်းစင်လာရငါရိပ်ထားတာပါလို့အဲ့လိုပြောတယ်သူကလည်းကရုံးနဲ့ပဲသူကလည်းကရုံးနဲ့မို့မင်းကတော့ဘာလို့ရိပ်တုံးလို့ဆိုThis is my new life သူ့ရဲ့ဘဝသစ်ပါလို့ပြောသွားတယ်အဲ့တော့သူ့ဖြေနဲ့ကိုယ်ဖြေကတော့တခြားစီပေါ့နော်အဲ့ဒါလို့ကျန်ကျန်မှမေးတတ်တာလေးတွေရှိတယ်ပေါ့ဒါကအမေးများဆုံးမေးခွန်းကတော့ဘုရားဘာသာမှာမတူညီတဲ့ယာနာနှစ်ခုရှိတယ်၊ဂိုင်းခွဲနှစ်ခုရှိတယ်။မဟာယာနနဲ့ထေရဝါဒ။စာနဲ့ဖတ်ထားတဲ့လူကအဲ့တော့မေးမဟာယာနနဲ့ထေရဝါဒဘာထူးလဲဆိုမေးတဲ့အခါမှာအဲ့ဒါလည်းအတူလေးဖြေလိုက်ရမဟာယာနဆိုတာ heterodox လို့ခေါ်တယ်အင်္ဂလိပ်လိုကျတော့ပြုပြင်ပြီးတော့လက်ခံတဲ့ဝါဒမြတ်စွာဘုရားဟောတဲ့မူရင်းအတိုင်းမဟုတ်ဘဲနဲ့ခက်နဲ့လျော်ညည်အောင်ပြုပြင်ပြီးတော့လိုက်နာကျင့်သုံးတဲ့ဝါဒမဟာယာနလို့ခေါ်တယ်ထေရဝါဒကျတော့ orthodox လို့ခေါ်တယ် orthodox ဆိုတာဘုရားလက်ထက်ကဘုရားဟောတဲ့အတိုင်းပဲနေထိုင်ကျင့်သုံးတာဆိုလို့သူတို့တွေ့ရင်အဲ့ဒီနှစ်ခုဒီလိုပဲရှင်းပြလိုက်လို့ရှိရင်တူတူနဲ့လူရင်းရောက်တယ်ပြီးသွားတယ်ထေရဝါဒဆိုတာ orthodox မဟာယာနဆိုတာ heterodox လို့ဆိုရင်သူတို့ရှင်းသွားနားလဲနော်မူရင်းဘာသာထေရဝါဒပြုပြင်ထားတဲ့ဘာသာမဟာယာနလို့ခရစ်ယာန်တွေကများတော့သူတို့ကခရစ်ယာန်အယူဆနဲ့ပြောတဲ့အခါကျတော့ထေရဝါဒကRoman Catholic နဲ့တူတယ်မဟာယာနက Protestant နဲ့တူတယ်လို့ဒီလိုဖြေနေနားလဲ Roman Catholic ကမူရင်းကိုယ်ွယ်ပြီးတော့ Protestant ကပြင်ဆင်ထားတာမျိုးဖြစ်တယ်ပေါ့အဲ့ဒါလို့နိုင်ငံခြားတိုင်းတစ်ပါးရောက်သွားပြီဆိုရင်တွေ့ရင်မိခွန်းနဲ့မေးတတ်တယ်ဒါထုံးစံပဲအခုလည်းပဲယဟန်တော်တွေခီးသွားမယ်ဆိုတော့ရှင်သာရိပုတ္တရာကိုရောတို့ဒီလိုမေးရင်ဘယ်လိုဖြေမလဲတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်နဲ့ကိုက်ညီတဲ့အဖြေပေးဖို့လိုတယ်နှုတ်ဆိုရင်ဘုရားကိုဆွဆွဲရရောက်လိမ့်မယ်ပေါ့မြတ်စွာဘုရားကဘာကိုဟောလို့ရှိသလဲဆိုတဲ့အခါကျတော့ဒီလိုမေးခဲ့ရင်ကိုရောတို့ဒီလိုဖြေပါဆိုရှင်သာရိပုတ္တရာကသင်ပေးလိုက်တယ်သန္တရာခဝိနည်းခာယီငါတို့ရဲ့မြတ်စွာဘုရားဟာသန္တရာဂလို့ခေါ်တဲ့လိုချင်မှုတတ်မဲ့မှုဆိုတဲ့တဏှာတရားကိုသန္တရာဂဝိနည်းခာယီသန္တရာဂကိုဖယ်ရှားရမယ်လို့တို့ကိုဆုံးမလေးရှိတယ်ဟောဒီအချက်လေးကိုသတိထားမြတ်စွာဘုရားကအဓိကထားပြီးဘာပြောတာတုံးလို့မေးလို့ရှိရင်ဘယ်အရာပေါ်မှအစွဲလန်းနေမထားကြနဲ့ဘယ်အရာကိုမှတွေ့တာဆွဲလန်းတာမျိုးမဖြစ်စေနဲ့လို့ပြောတာနော်သို့တော်ဘုန်းကြီးတို့တွေကလူဘဝရောက်လာလို့ရှိရင်ကိုယ်ဘဝလေးကိုဆွဲလန်းနေအခွင့်အရေးလေးရှိရင်လည်းအခွင့်အရေးဆွဲလန်းနေပစ္စည်းဥစ္စာပိုင်ဆိုင်ပစ္စည်းဥစ္စာဆွဲလန်းနေ
ရာထူးဂုဏ်သိက္ခာစီစဉ်လေးတွေဆွဲလန်းနေဘဝဆွဲလန်းနေအလုံးတစ်ခုကိုရလာပြီဆိုရင်ရလာတဲ့အခြေအနေတစ်ခုကိုလူတွေဆွဲလန်းနေကြတယ်မြတ်စွာဘုရားကဘယ်ရာကိုပေါ်မှာမဆွဲလန်းရဘူးလို့ပြောတယ်နော်မဆွဲလန်းနဲ့တဲ့အဲ့ဒါဆိုလိုတာကတဏှာလောဘတွေ့တာမှုတွေဖယ်ရှားဖို့ဟောတယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာမှုဘဝပေါ်မှာတွေ့တာမှုအဲ့ဒီတွေ့တာမှုတွေပေါ်မှာတွေ့တာမှုတွေကိုဖယ်ရှားပြရမယ်လို့ဆုံးမဩဝါဒပေးလို့ရှိတယ်စဉ်းစားကြည့်လိုက်လောကမှာလူတွေတောကဖြစ်နေတယ်စိုးရင်တောကဖြစ်ကြတယ်ငိုကြီးချက်မှနဲ့ဒုက္ခရောက်ကြတယ်ဆိုပါစို့ကိုယ်ဆွေတွေမျိုးတွေသိဆုံးလို့ငိုကြတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားလို့ငိုကြတယ်ယာရုဂုဏ်တွေစီစဉ်ဥစ္စာတွေဆုံးရှုံးသွားလို့ငိုကြယောဂဝေဒနာဖြစ်လို့ငိုကြယိုကြဆိုရင်တောကတွေဟာဘယ်ကလာတာလဲဘာကြောင့်ဖြစ်တာလဲစဉ်းစားကြည့်တွေ့တာမှုကြောင့်ဖြစ်တာမတွေ့တာတဲ့ပုဂ္ဂိုလ်အတွက်မတွေ့တာတဲ့ပစ္စည်းအတွက်ဘယ်သူမှမျက်ရည်မကျဘူးနော်တွေ့တာတဲ့လူဆိုလို့ရှိရင်ငါသားငါသမီးငါအမေငါအဖေငါညီငါကိုဟောတွေ့တာမှုနဲ့သိမ့်ပိုင်လိုက်ပစ္စည်းဥစ္စာဆိုလိုက်တာငါပစ္စည်းငါပိုင်တယ်ငါဟာမယ်ဆိုတွေ့တာလိုက်အဲ့ဒီတွေ့တာမှုဒီငိုကြွေးဖို့အတွက်ဖြစ်လာဆုံးရှုံးလာပြီဆိုရင်ဒါအတွက်ဆုံးတော့ကဖြစ်တာလေရေကကြီးဝယ်ထားတယ်စီမံကိန်းနဲ့မလွတ်လို့ပါသွားတယ်ဖြစ်မှဖြစ်ရလေတော့ကဖြစ်အောင်မှာပဲဒါလဲနော်ဖြစ်ကြတာပဲလေကိုယ်ပိုင်တဲ့ပစ္စည်းဆိုဖြစ်တာပဲလေဆုံးရှုံးမဲ့ဆိုဖြစ်တာအဲ့ဒီလိုဖြစ်ခြင်းဟာဘာကြောင့်လဲဆိုတွေ့တာမှုကြောင့်ဖြစ်တာဒါကြောင့်မို့မြတ်စွာဘုရားကအားလုံးပေါ်မှာမြတ်စွာဘုရားရဲ့အဆုံးအမကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်ဘုရားကဘာဆုံးမတော့ဆိုရင်ဘုရားကဘာကိုမှမတွေ့တာနဲ့လို့ဆိုလိုတယ်နော်သန္တရာဂဝိနည်းခာယီတဲ့လူကျင်တဲ့သန္တတွေ့တာတဲ့ရာဂအဲ့ဒီနှမျိုးကိုဖြောက်ရမယ်လို့ဖယ်ရှားနိုင်ရမယ်လို့ဟောတာအဲ့လိုဖြေရမယ်ဒီလိုဖြေလိုက်လို့ရှိရင်ဒါအမှန်အဖြေမှန်ဖြေရရောက်တယ်ပေါ့အဲ့ဒီလိုဖြေလိုက်လို့ရှိရင်နောက်မေးခွန်းတစ်ခုတက်လာလိမ့်အောင်မယ်တဲ့ပြီးအောင်မှမဟုတ်သေးဘူးတဲ့သန္တရာကလိုချင်မှုနဲ့တတ်မဲ့မှုကိုဖြေပြောက်ရမယ်လို့ဟောရင်ဘယ်ကိစ္စဘယ်အရာမှလူကျင်တဲ့ဆန္ဒနဲ့တွေ့တာမှုရာဂကိုဖယ်ရှားရမလဲလို့သူတို့ထပ်မေးလိုက်မယ်တဲ့အဲ့ဒီထပ်မေးတဲ့အခါကျတော့ခြုံငုံမိတဲ့အဖြေတစ်ခုပေးခန္ဓာ၅ပါးအပေါ်မှာလူကျင်မှုဆန္ဒတွေ့တာမှုရာဂကိုဖယ်ရှားရမယ်လို့ဆိုအဓိကကတော့ခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာခွန်ကြီးတို့တွေဘဝလို့ခေါ်နေတာဟာခန္ဓာ၅ပါးရရှိလာမှုပြောတာနော်ကံကြောင့်ရလာတာဘာရတော့ဆိုခန္ဓာ၅ပါးရတာလူတိုင်းအခုတရားနာပရိသတ်တွေအားလုံးဟာဘာရထားကြတော့ဆိုခန္ဓာ၅ပါးအဲ့တော့ခန္ဓာ၅ပါးရတယ်ဆိုဘယ်လိုရလဲဆိုကြည့်မျက်စိနာနာလျာကာယဆိုတာတွေကရုပ်ခန္ဓာပေါ်မှာဒီစိတ်ခံစားချက်မှုတွေဖြစ်တယ်ပျော်တယ်ပြင်းတယ်ချမ်းသာတယ်မချမ်းသာဘူးစိတ်ညစ်တယ်စိတ်ခံစားချက်တွေဖြစ်လာတာဝေဒနာမှတ်သားတာကတင်ညာကိုယ်နဲ့တွေ့တဲ့အာယုတစ်ခုကိုမှတ်သားထားတာကတင်ညာထိုတင်ညာအတိုင်းဖန်တီးပြုလုပ်နေမှုတွေကသင်္ခါရအာယုသိတဲ့ဟာစိတ်အလုံးပေါင်းလိုက်ရှင်ယုံနဲ့နာဒီနှစ်ခုပဲရုပ်ခန္ဓာတစ်ခုနဲ့နာမ်ခန္ဓာ၄ခုအလုံးပေါင်းတော့ခန္ဓာ၅ခုအဲ့ဒီခန္ဓာ၅ပါးပေါ်မှာလူတွေဟာတွေ့တာနေချာဒါတွေကိုပဲလူချင်းတယ်ဆိုတော့ပြောချင်းတယ်
စိတ်ချမ်းသာခြင်းနဲ့ဆိုတာဝေဒနာကိုတောင်းတတာပဲလေနော်တော့ကြလာလိမ့်မယ်မကြခင် Happy New Year ဆိုပြီးတော့လာကြလိမ့်မယ်နော်တကဘာလုံး happy နဲ့ပြောနေကြတာအဲ့ဒါဘာလို့ဝေဒနာကိုတောင်းတနေကြအလုံးဟာပြောချင်ကြတာကြီးတယ်အပြောတယ်ဆိုရက်ဝေဒနာကိုလူတွေကလိုလားတယ်စိတ်ချမ်းသာမှုဆိုတာကိုရှားကြတယ်တကယ်တော့လောကလူတွေဟာဘာရှားနေတာတုံးလို့အပေါ်ယံကြည့်မယ်ဆိုရင်တို့ကဘာရှားတုံးဆိုအလုတ်ရှာအလုတ်ကဘာအတွက်တုံးဆိုပတ်စံရဖို့ပတ်စံရှာပတ်စံရတော့ဘာလို့မှတော့ဆိုပတ်စံရတော့ပျော်ဖို့ပဲအဓိကတော့ပျော်ဖို့ရှာတာပဲနော်ပျော်တယ်ဆိုတာစိတ်ချမ်းသာမှုကိုပြောတာနော်စိတ်ချမ်းသာမှုအဲ့ဒါရှိရင်စိတ်ကချမ်းသာတာအဲ့ဒီစိတ်ချမ်းသာမှုရဖို့လူတွေကမိဘကသာသမီချစ်တယ်တဲ့ပြောကြတယ်မိဘကသာသမီကိုချစ်တာမဟုတ်ပါဘူးသူစိတ်ချမ်းသာမှုကိုသူချစ်တာတကယ်ကတေချာအလေးနဲ့စဉ်းစားကြည့်နော်လူတိုင်းလူတွေကတော့မလေးကိုသာသမီကိုချစ်တာသာသမီချစ်တယ်လို့ထင်တာမဟုတ်ဘူးသာသမီကကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုပေးနေသမျှကလည်းဘာလို့သာသမီကိုချစ်တယ်ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုပျက်စီးအောင်လုပ်လို့ရှိရင်သွားရောအဲ့ဒီသာသမီမွေပြကြော်ညာလိုက်တာမကြော်ညာဘူးလားအဲ့တော့ချစ်တာသာသမီမဟုတ်ဘူးသာသမီကိုကြည်နေရလို့စိတ်ထဲမှာအားကိုးနေရလို့ကိုယ့်ရဲ့စိတ်ချမ်းသာမှုတွေဖြစ်နေတယ်အဲ့ဒီစိတ်ချမ်းသာမှုတွေကိုချစ်တာအမျက်စိမလဲနဲ့ဝေဒနာကိုချစ်နေတာဟုတ်လားဝေဒနာကိုချစ်တာလူတိုင်းဟာကိုယ့်ကိုချစ်ဆုံးဆိုတာအမှန်ပဲနော်မြတ်စွာဘုရားဟောထားတယ်အတ္တသမံပေမနတ္ထိကိုယ်နဲ့တဏှုထားနိုင်တဲ့ချစ်ခင်တဲ့လူဆိုတာမရှိဘူးကိုယ့်အတွက်အစဉ်ပြေနေရင်ချစ်တယ်လို့ပြောတာကိုယ့်အတွက်အစဉ်မပြေရင်သွားတော့ပဲဟုတ်လားအဲ့ဒါကြောင့်မို့အခုရှင်သာရိပုတ္တရာသင်ပေးတဲ့တရားဟာလည်းအဲ့တိုင်းပဲရုပ်ဝေဒနာတင်ညာသင်္ခါရဒါစာပေနာမည်နဲ့ပြောနေလို့လူတွေဟာလိုချင်တဲ့ဆန္ဒတွေ့တာတဲ့ကာကရှိတယ်ဆိုတာရုပ်ဝေဒနာတင်ညာသင်္ခါရလို့ဆိုတဲ့ခန္ဓာ၅ပါးကလွဲပြီးဘာမှမရှိဘူးအဲ့ဓာတွေကိုပဲလူတွေဟာလိုချင်နေကြတယ်တွေ့တာနေကြတယ်အဲ့ဒီလိုချင်မှုတွေ့တာမှုတွေကိုဖယ်ရှားနိုင်အောင်မဖယ်ရှားနိုင်ရင်ဘာဖြစ်တုံးဆိုမဖယ်ရှားနိုင်ရင်ဒုက္ခဖြစ်မှာလေမဖယ်ရှားနိုင်ရင်ငိုဖို့ပဲပြင်ဒါနောက်ဆုံးကငိုခြင်းနဲ့ဆုံးသတ်မှာပဲနော်ငိုရမယ်စိတ်ဆင်းရဲရမယ်လာမယ်လေသူကတွေ့တာတော့ကတော့ပျော်စရာလုံးအောင်မေးပြီးရင်ငိုကြွေးခြင်းနဲ့ဆုံးသတ်ကြတယ်တို့တွေအဲ့ဒါဘယ်သူကြောင့်လဲလို့ဆိုရင်အခုသန္တာရာဂလို့ခေါ်တဲ့လူချင်းမှုနဲ့တွေ့တာမှုကြောင့်ဖြစ်တာတနည်းအားဖြင့်ပြောမှဆိုလောဘပေါ့နော်တဏှာလောဘကြောင့်ဖြစ်တာလို့အဲ့ဒါကြောင့်မို့ရှင်သာရိပုတ္တရာကယဟန်တွေကိုငါရှင်တို့သူတို့ကဆက်ပြီးတော့မေးလာလိမ့်မယ်တဲ့ဘယ်အပေါ်မှာလူချင်းမှုနဲ့တွေ့တာမှုတွေကိုဖယ်ရှားမှလဲလို့မေးလို့ရှိရင်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာလိုချင်မှုနဲ့တွေ့တာမှုကိုဖယ်ရှားရမယ်လို့မြတ်စွာဘုရားဟောပါတယ်လို့အဲ့လိုဖြေတဲ့ဒါအဖြေမှန်ပဲနော်အဖြေမှန်အဲ့လိုပေးတယ်ဒါဖြင့်ဟုတ်ပြီဘာဖြစ်လို့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တွေပေါ်မှာဒီလိုချင်မှုဆန္ဒနဲ့တွေ့တာမှုရာဂကိုဖယ်ရှားဖို့တိုက်တွန်းရတာလေဘယ်လိုအပြစ်ကိုမြင်လို့လောကမှာအကျိုးအပြစ်ဆိုတာစစ်တိုက်ရမယ်နော်စစ်တိုက်ရမယ်ဘယ်အရာပဲဖြစ်ဖြစ်အကောင်းနဲ့အဆိုးရွေးချယ်ထားရမယ်ပစ္စည်းဥစ္စာဝယ်ရင်တော့မှအကျိုးအပြစ်နော်လောကီလူသားတွေကတော့ပစ္စည်းဥစ္စာနဲ့ပတ်သက်ရင်တော့ကျွမ်းကျင်များတယ်ကျွမ်းကျင်လိမ့်ပါကြကုန်ပစ္စည်းရောင်းဝယ်နဲ့ပတ်သက်ရင်အကျိုးအပြစ်တွေမြင်ရတယ်လေဒါဝယ်ရင်ဒါဝယ်ရောင်းရင်အမြတ်နည်းမယ်ဒါကအမြတ်များတယ်ဟောသိတယ်နော်အမြတ်များများရမယ်အမြတ်နည်းတယ်ဆိုတာသိတယ်အမြတ်နည်းတယ်ဆိုတာအပြစ်အမြတ်များများရတယ်ဆိုတာအကျိုးပဲပေါ့အဲ့တော့အကျိုးအပြစ်ကိုသိကြတော့
အခုယောဝိရဏတင်ညာသင်္ခါရဆိုတဲ့ခန္ဓာ၅ပါးဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာလိုချင်တဲ့ဆန္ဒတွေ့တာတတ်မဲ့တဲ့ရာဂကိုဖယ်ရှားရမယ်ဆိုတာဘယ်လိုအပြစ်ကြောင့်လဲဘာကြောင့်ဖယ်ရှားတဲ့နာလဲဆိုတော့အဖြေကဘာလို့ဆိုရင်ယောဝိရဏတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးပေါ်သို့မဟုတ်ဘဝအပေါ်ဘဝနဲ့ကာမဂုဏ်အာယုန်တွေပေါ်ပေါ့ချဲ့လိုက်လို့ရှိရင်ကာမဂုဏ်အာယုန်တွေဘဝပေါ့နော်အဲ့ဒီဘဝအပေါ်မှာတွေ့တာမှုမကင်းမှုဆိုတဲ့ပုဂ္ဂိုလ်တရားတဲ့တွေ့တာတတ်မဲ့နေတဲ့အချိန်လေးမှာအဲ့ဒီယောဝိရဏတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးသို့မဟုတ်ကိုရထားတဲ့ဘဝကြီးကပြောင်းလဲသွားပြီပျက်စီးသွားတယ်ပြောင်းလဲသွားမယ်ဆိုတော့ဘဝဆိုတာပြောင်းလဲနေတာဆိုတာမယ်အသက်ကတပြေးပြေးကြီးလာတယ်အိုမင်းလာတယ်ကျမအေးဒီယူရင်းလာတယ်ကောင်းမော်ကစပင်းနေဖြူလာတယ်သွားရီကျိုးတယ်ပြေးရီတွန်းတယ်ဖြစ်ချင်တာတခုမှမဟုတ်မဖြစ်ချင်တာတွေဖြစ်တာပဲအဲ့ဒါနော်ကိုမဖြစ်ချင်တာတွေဖြစ်လာပြီကိုတွေ့တာတဲ့ခန္ဓာ၅ပါးဟာမဖြစ်ချင်တာတွေဖြစ်လာပြီဆိုရင်သူကဖြစ်မှာပဲလေမဖြစ်တာတွေဖြစ်လာပြီမဖြစ်ချင်တာတွေဖြစ်လာပြီဆိုရင်ဘာဖြစ်တော့ဖြစ်ရလေခြင်းဆိုတဲ့တောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုလာရောဒီမကောင်းတယ်မသာလို့ကုလို့မရတဲ့ယောဂါကြီးလို့သိလိုက်တာနဲ့တပြိုင်နက်လူကစိတ်ဓာတ်ကြပါတွေ့တာလို့ဖြစ်တာအဲ့ဒါနော်မတွေ့တာဘူးဆိုရင်အဲ့ဒါမဖြစ်ကုန်ဖြစ်အစတည်းကမတွေ့တာအောင်ကြိုးစားပြီးတော့ပယ်ခွာနေဖို့လိုတယ်တရားစခန်းဝင်နေဆိုတာအဲ့ဒါတွေသိပြီးပယ်နိုင်အောင်လို့ကြိုးစားအတွေ့အသစ်တွေဝင်မလာနဲ့အောင်တရားဝဲတရားစခန်းဝင်ပြီးတော့အတွေ့အသစ်တွေသမာဓိလေးကလည်းကောင်းလိုက်တာတရားစခန်းဘယ်နှပိတ်ကျိန်ရှိပြီငါဝင်တာဘယ်နှကျိန်ရှိပြီဘယ်နှနာရီထိုင်နိုင်လဲဆိုပြီးတော့အဲ့ဒါလေးတွေပေါ်သွားတွေ့တာမနေနဲ့အောင်အဲ့ဒါတွေထပ်တွေ့ရင်အတွေ့အသစ်တွေရောက်လာပြန်တာခေါ်တယ်နော်ဘယ်ရာကူမှမတွေ့နဲ့တွေ့ပြီဆိုရင်ပြောင်းလဲဖြစ်တာနဲ့တပြိုင်နက်တောကပရိဒေဝဒုက္ခဒေါမနတစိုးရိမ်မယ်ငိုကြွေးမယ်ကိုယ်ဆင်းရဲမယ်စိတ်ဆင်းရဲမယ်စိတ်ပင်ပန်းမယ်ဆိုတဲ့ဆင်းရဲဒုက္ခတွေရောက်လာမှာကိုယ်တွေ့ထားတဲ့အရာသည်ပြောင်းလဲမှသိချတယ်ရွှေငွေရတနာပစ္စည်းဥစ္စာကိုတွေ့တာလို့ရွှေငွေရတနာပစ္စည်းဥစ္စာတွေပြောင်းသွားရင်တောကဖြစ်ဘဝကိုတွေ့ထားလို့ဘဝကြီးပြောင်းသွားလို့ရှိရင်တောကဖြစ်တယ်အဲ့ဒါလို့တောကပရိဒေဝဒုက္ခဒေါမနတတွေလာတာဟာဒီတွေ့တာမှုကြောင့်လာတာဒါဟာတွေ့တာချင်းရဲ့အပြစ်ပဲဒါကြောင့်လိုချင်တဲ့ဆန္ဒတွေ့တာတဲ့ရာဂဒီနှစ်ခုကိုဖျောက်ဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောတာပါနည်းနည်းလျှော့နိုင်ရင်နည်းနည်းတောကရောက်မှာပဲနော်များများတွေ့လေးလေးများများတောကဖြစ်လေးလေးပဲဒါကြောင့်မို့ကိုယ်အသိဉာဏ်လေးနဲ့ကိုလျှော့ရမှာဖြစ်တယ်အရာခသိဆိုတာဘယ်ဟာမှမမြဲဘူးအလုံးဟာပျက်စီးမှာပဲဘုန်းကြီးတို့တွေဆိုရင်နော်အရင်တော့မုံရွာကိုနှစ်စဉ်ခဏခဏလာတယ်အခုဆိုသက်ကြီးပြီဆိုမလာနိုင်ဘူးဟောကားကြာကြီးမစီးနိုင်တော့ဘူးဒါတိုးတက်လာတာမဟုတ်ဘူးဆိုးရုပ်သွားတာနော်သက်89နှစ်ထဲမှာဆိုရင်မကြခင်80ဖះဆို80ပြိဋိဘံဆံရပြီနော်ကံကောင်းမှဟိုပဲရောက်မှာအဲ့တော့ဘဝကြီးဆိုဘယ်ရာမှမမြဲဘူးအဲ့ဒီလိုဖြစ်လာတဲ့အခါမစင်စားဘူးဆိုရင်စိတ်ညစ်စရာလေးကြီးပဲကောင်းစဉ်းစားပြီးတော့တွေ့တာမှုမလျှော့ချနိုင်ဘူးဆိုလို့ရှိရင်စိတ်ညစ်စရာလေးကြီးပဲဖြစ်လာလိမ့်မယ်နောက်ကျဒါကြောင့်မို့စိတ်ညစ်စရာမရှိရအောင်ခုတည်းကအပြည့်အနာစာကိုကြည်ထားငါရထားတဲ့ယောဝိရဏတင်ညာသင်္ခါရခန္ဓာ၅ပါးမြတ်စွာဘုရားကိုယ်တိုင်ကဟောထားတယ်ယောဘိက္ခွေရူပတ္တဥပါရောဒုက္ခတိတောဥပါရောရုပ်
ရလာတာဟာမျက်စိရလာတာနားရလာတာနှာခေါင်းရလာတာရုပ်ခန္ဓာကိုယ်ကြီးရလာတာဒုက္ခရလာတာတဲ့အကောင်းရတာမဟုတ်ဘူးဒုက္ခပြေးမှာပဲဒီနေ့ကြလို့ရှိရင်နော်ဒါကြောင့်မို့ဒီအပြစ်တွေကိုကြည့်ပြီးတော့တွေ့တာမှုတွေတွေ့ခြင်းမှုတွေမဖြစ်ပါစေနဲ့လို့သူတို့ပြောတာကဲဒါဖြစ်ဗျာဘယ်လိုအကျိုးကြောင့်ဒီဘယ်လိုအကျိုးရှိလို့အပြစ်ရှိသလိုအကျိုးကလည်းရှိရမယ်တွေ့တာမှုတွေလူချင်းမှုဆန္ဒတွေ့တာမှုရာဂကိုဖြောက်လိုက်နိုင်တယ်ဆိုရင်ဘယ်လိုအကျိုးရမလဲဘယ်လိုအကျိုးရတော့ဆိုတော့ခန္ဓာ၅ပါးပေါ်မှာတွေ့တာမှုလူချင်းမှုဆိုတဲ့ဆန္ဒရာဂကိုဖြောက်ထားလိုက်လို့ရှိရင်အဲ့ဒီခန္ဓာ၅ပါးဟာပြောင်းလဲပျက်စီးလာတဲ့အချိန်မှာဖြောက်ထားတဲ့တွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်ဟာတောကပရိဒေဝဒုက္ခဒေါမနတာမဖြစ်ဘူးတဲ့ခေါင်းပေါ်ကဆိုရင်ဒီလိုလဲစိတ်မညစ်ဘူးသွားကြိုးလဲစိတ်မညစ်ဘူးပရေတွန့်လဲစိတ်မညစ်ဘူးဒါဖြစ်မှာပဲဆိုတာစရသိတယ်နော်စိတ်မညစ်ဘူးခေဥစားဘူးမတွေ့တာရင်စိတ်မညစ်ဘူးပစ္စည်းဥစ္စာဆိုရင်ပစ္စည်းဥစ္စာဆိုတာလူသင်္ခါရပစ္စည်းသင်္ခါရပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဘယ်အရာမှမမြဲဘူးဆိုတာစဉ်းစားထားပဲဆိုလို့ရှိရင်ပျောက်သွားလဲသူ့သဘောသူဆောင်းတာငါပါတတ်နိုင်မှာတော့စဉ်းစားနိုင်စိတ်ရဲ့ထွက်ပေါက်ကလေးတွေရပါဖြစ်မှဖြစ်ရလေငါရှာထားတာကုန်ပါပြီတော့လို့လည်းမအော်တော့ဘူးနော်အစရယ်စဉ်းစားထားပြီးသားလေတနေ့ကျရင်ပစ္စည်းကလည်းငါ့ကိုစွန့်သွားမှာပဲငါကတော့လည်းပစ္စည်းကိုစွန့်မှာပဲအလုံးကဘယ်ရမှမမြဲဘူးတို့တွေခုခဏတွေ့ကြတာတနေ့ကျခွဲသွားကြမှာပဲဆိုတာမကြမ်းမကြစဉ်းစားထားလို့ရှိရင်တောကဖြစ်ပါအောင်မဖြစ်ဘူးအဲ့ဒါအကျိုးပဲအဲ့ဒါလောက်တန်မိုးရှိတဲ့အကျိုးပဲရှိမလဲနော်အဲ့ဒီအကျိုးကိုမျှော်ကိုးပြီးတော့သန္တာရာကလိုချင်မှုဆန္ဒတတ်မဲ့မှုရာဂတို့ကိုဖျောက်ရမယ်လို့ဘဝပေါ်မှာဒီဆန္ဒနဲ့ရာဂဖျောက်ရမယ်ပယ်ဖျောက်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာပါလို့ဒီအဖြေမျိုးကိုပေးလိုက်မယ်ဆိုရင်မင်္ဂနဲ့အဖြေပြောတာဆိုပြီးတော့ရှင်သာရိပုတ္တရာကဒီလေးချက်သင်ပေးလိုက်တာကိုရောတို့မေးရင်ဒီလိုဖြေဆိုပြီးသူတို့ကိုအချုပ်ကလေးပြောလိုက်တယ်မြတ်စွာဘုရားဟာတဲ့အကုသိုလ်တွေလုပ်လို့ချမ်းသာမယ်ဆိုရင်အကုသိုလ်တွေပယ်ဖို့ဘယ်တော့မှမဟောဘူးတဲ့အကုသိုလ်အလုံးနဲ့ချမ်းသာနိုင်တယ်ဆိုရင်ဘယ်တော့မှအကုသိုလ်ပယ်ဖို့မဟောဘူးတဲ့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမချမ်းသာနိုင်ဘူးဆင်းရဲဒုက္ခကြုံရမှာဖြစ်တယ်ဒါကြောင့်မို့လို့အကုသိုလ်ဆိုရင်မလုပ်ကြနဲ့ဖယ်ရှားရမယ်လို့ဟောတာတဲ့ကုသိုလ်လုံးလို့ဒုက္ခရောက်တယ်ဆိုရင်ဖယ်ဘယ်တော့မှကုသိုလ်လုပ်ခိုင်းမှာမဟုတ်ဘူးတဲ့ဒီဘဝမှာလည်းပဲကုသိုလ်လုံးလို့ဒီဘဝမှာလည်းဒုက္ခရောက်တယ်နောက်ဘဝလည်းငရဲကြမယ်ဆိုရင်မြတ်စွာဘုရားကုသိုလ်လုပ်ခိုင်းမှာမဟုတ်ဘူးတဲ့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာလည်းချမ်းသာမယ်နောက်ဘဝမှာလည်းကောင်းရာသူတိလုပ်တယ်ဒါကြောင့်မို့လို့ကုသိုလ်လုပ်ဖို့တိုက်တွန်းတာဖြစ်တယ်အကုသိုလ်ဖယ်ရှားဖို့တိုက်တွန်းတာအကုသိုလ်လုပ်လို့ရှင်ဒီဘဝမှာလည်းချမ်းသာတယ်နောက်ဘဝမှာလည်းကောင်းရာသူတိရောက်တယ်ဆိုရင်ဘယ်တော့မှအကုသိုလ်ဖယ်ဖို့မကြိုးစားခိုင်းဘူးတဲ့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဆင်းရဲမယ်နောက်ဘဝမှာလည်းဒုက္ခတိဘုံကိုရောက်မယ်ဒါကြောင့်မို့လို့အကုသိုလ်ကိုရှောင်ကြလို့မြတ်စွာဘုရားဒီလိုဆုံးမတာတကယ်အနှစ်ချုပ်ကတော့လူတိုင်းဟာနော်မလို့သေးတဲ့အကုသိုလ်လုပ်ရင်ဆင်းရဲဒုက္ခဒီဘဝမှာလည်းပဲဆင်းရဲဒုက္ခနဲ့ကြုံရမယ်နောက်ဘဝမှာလည်းမကောင်းတဲ့ဘုံဘဝရောက်ရမယ်ကုသိုလ်ကောင်းမှုကိုလုပ်ပြီးဆိုလို့ရှိရင်တော့ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရမယ်နောက်ဘဝမှာလည်းကောင်းတဲ့ဒုက္ခဘုံရောက်မယ်ဒါကြောင့်မို့အကုသိုလ်ကိုရှောင်ရှားပြီးကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားကြဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်လို့ရှင်သာရိပုတ္တရာကအဲ့ဒီယဟန်တော်တွေကိုသင်ကြားပေးလိုက်တဲ့အခါမှာယဟန်တော်တွေကဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်ဒါဒေဝဒဟသုတ်အနှစ်ချုပ်မှာဟောတဲ့တရားပဲနော်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာကြည့်ကိုရရှိကြတဲ့ဘဝပေါ်မှာဒီ
တွေ့တာမှုတတ်မဲ့မှုတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားကြရမယ်မကြိုးစားဘူးဆိုရင်တောကနဲ့ကြုံရလိမ့်မယ်ကြိုးစားပြီဆိုတဲ့အခါမှာကိုယ်စိတ်ဓာတ်ရင့်ကျက်မှုကိုရမယ်လို့ဆိုလိုတယ်စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်မှုရာအတွက်မိမိဘဝနဲ့ပတ်သက်လာတဲ့အရာတွေဘယ်အရာကိုပေါ်မှတဒန်းတတာနဲ့ဆွဲလန်းထားတာမျိုးမဖြစ်စေရဘူးအသိဉာဏ်နဲ့တဖြည်းဖြည်းလျှော့ချခွာပြည့်ရမှာဖြစ်တယ်ဆိုတဲ့ဒီမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုမိမိတို့ရဲ့ယဉ်နဲ့နှလုံးထဲမှာရောက်အောင်လုပ်ပြီးနေ့စဉ်နှလုံးသွင်းဆင်ခြင်ကြရမှာဖြစ်တယ်ပေါ့အကုသိုလ်လုပ်တွေဟာဒီဘဝမှာလည်းဆင်းရဲဒုက္ခရောက်နိုင်တယ်နောက်ဘဝမှာလည်းပဲမကောင်းတဲ့ဘုံရောက်နိုင်တယ်ဒါကြောင့်အကုသိုလ်မှန်သမျှတို့တွေရှောင်ကြရမှာဖြစ်တယ်ကုသိုလ်လုပ်တွေဟာဒီဘဝမှာလည်းချမ်းသာဒုက္ခရနိုင်တယ်နောက်ဘဝမှာလည်းကောင်းတဲ့ဒုတိယဘုံရောက်နိုင်တယ်ဒါကြောင့်ကုသိုလ်တရားကိုတော့တို့တွေပြည့်စုံအောင်ကြိုးစားရမှာဆိုတဲ့ဒီတုတ်တန်လာတဲ့အနှစ်ချုပ်ကိုမှတ်သားနာယူပြီးတော့ကိုယ့်ဘဝရဲ့ဘဝလမ်းကြောင်းကိုမတိမ်ဆောင်းအောင်ကိုယ်တိုင်ထိန်းကျောင်းကြရမှာဖြစ်တယ်ဆိုတာကိုယ်စီသဘောပေါက်ပြီးကျင့်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါစေကုန်သတည်း